Okay အားလုံးပဲမင်္ဂလာပါဒီအသိခံပြီးကြည်ပိတ်ဖို့တောင်းဆိုရတယ်ဗျာဘာပြောလို့ဆိုတော့ Vatubi တနေ့လားလဲ Vatubi တနေ့လားလဲ Vatubi မှာတခုတည်းကြံ့နေလေကွာမနေရဒီ watch one နဲ့နှစ်ခုမှဗီဒီယိုအရန်ရှိသွားတော့ကျွန်တော်ဖြာခဲ့တာပါအရန်ရှိသွားလို့ဝါတခုဖြာခဲ့တာပါဒီနေ့တော့ Vatubi past tense မှာအတိတ်ကလာမှာဝါတစ်မျိုးကြံ့နေသေးတယ်အဲ့ဒါကိုပြောပြပေးမှာပါဒီကတော့အတိတ်ကလာရှိသည့်ဖြစ်သည့်ဖြစ်ခဲ့သည့်ရှိခဲ့သည့်ပေါ့နော်အများကန်ဒါပေမဲ့အများကိုင်းဆိုတော့ subject အများကိုင်းနဲ့တောင်းမှာရပါတယ်တွဲမှာရပါတယ် okay အဲ့ဒါဆိုရင်ပြောကြည့်အောင်okay subject အများကိုင်းကဘာတွေလဲဆိုတော့we they you နင်တို့သူတို့ငါတို့အဲ့လိုမျိုးပေါ့နော်ကြံတဲ့ဟာတွေလည်းအများကြီးရှိသေးတာပေါ့အများကိုင်း subject အများကိုင်းတော့ okay လောလောဆယ်တောင်းခုအဲ့ဒီတောင်းခုပြောကြည့်အောင်အဲ့ဒါဆိုရင်ငါတို့လေးမင်္ဂလာပွဲမှာရှိခဲ့တဲ့ဆိုတော့ we were at wedding we were at a wedding we were at a wedding w e r e ဝါပေါ့နော်ဝယ်ရမှာပေါ့ဘူးဝါပါဝါလို့ထွက်ပါတယ်we were at a wedding okay နောက်တစ်ခုကသူတို့တွင်အဲ့ဒါပြောသူတို့တွင်ကျောင်းနောက်ကြခဲ့တဲ့ဆိုတော့they were late for school they were late for school ကျောင်းနောက်ကြခဲ့တဲ့ပေါ့နော်they were late for school okay ကျောင်းနောက်ကြခဲ့တဲ့သူတို့တွေကျောင်းနောက်ကြခဲ့တဲ့ okay နောက်တစ်ခုကပါကြံသေးလဲဆိုတော့ you you နင်းတို့okay နင်းသူမဟုတ်ဒီနင်းတို့ပေါ့နော်ဒီမှာတော့နင်းတစ်ခုတည်းတယောက်တည်းကိုပြောကြည့်မှာပဲ okay အဲ့ဒါဆိုရင်ဘာပြောမလဲဆိုတော့ဒီမင်းကငါ့ကိုအရန်ကျင်တာပဲမင်းကငါ့ကိုအရန်ကျင်တာပဲအဲ့လိုမျိုးပြောကြည့်ပါနော်အဲ့ဒါဆိုရင် you are very kind to me you are very kind to me အရန်ကိုကျင်တာခဲ့တဲ့အဲ့လိုမျိုးတိုက်ကလာဆိုတော့လေအရန်ကိုကျင်တာခဲ့တဲ့ very kind to me very kind to me you are very kind to me okay အရန်ကိုကျင်တာခဲ့တဲ့ okay thank you for your watching see you next video နောက် video မှာပြန်ဆောင်မယ်follow ထားဖို့လည်းမမေ့နဲ့အောင်